အားလုံးပဲမင်္ဂလာပါခင်ဗျာ RT Recap Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့လူပေါင်း33ယောက်ကိုရရဆက်ဆက်တပ်ဖြတ်ခဲ့တဲ့တမိုင်းဝင်ပင်လယ်သားပိုင်းနဲ့မူရရာဇာကြီးကိုလိုက်လံနှိမ်နင်းရတဲ့ဖေးရမှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ Operation မေကောင်ဆိုရဲ့ Action ရုပ်ရှင်ကားကြီးကို Spoiler Recap ကိုပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်အားလုံးပဲ Like and Subscribe လုပ်ပြီးအားပေးခဲ့ကြပါဦးနော်ကဲဇလန်းလေးကဘလောက်ထိကျဲမလဲဘလို့အဆုံးသတ်မလဲဆိုတာအတူတူကြည့်လိုက်ရအောင်ဗျာသွေးစွန်းသောမေခေါင်မြစ်ဇလန်းအစကတော့2011ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာစတင်ခဲ့တာပါမြန်မာလာအိုထိုင်းသုံးနိုင်ငံဆောင်ရာရွှေတရီကန်နယ်မြေရဲ့မေခေါင်မြစ်ကမ်းနားမှာတရုတ်ငါးဖမ်းသင်္ဘောနှစ်စင်းတိုက်ခိုက်ခံရပြီးလူတွေအကုန်အသက်ခံလိုက်ရပါတယ်ဒီတဲ့ကတရုတ်အစိုးရစီအထိပေါက်ကြားသွားသလိုတစ်ဖက်မှာလည်းထိုင်းချီလျန်တမရှစ်နှစ်တန်ကအဲ့ဒီတင်ဘောတွေပေါ်ကနေစိတ်ကြွစည်းလျာ20စင်းကျော်ဖမ်းဆီးရမိတယ်လို့သတင်းရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ဒါပေမဲ့မတန်တရားစကတော့နှစ်ရက်အကြာမှာတရုတ်လာဘန်သား33ယောက်ရဲ့အလောင်းတွေရေထဲကနေပေါ်လာတာမှာအလောင်းတွေမှာတနက်တန်ရတဲ့အများကြီးနဲ့ရဲလက်ဆက်ဆက်အနီးကပ်ပြစ်တက်ခံရတာဖြစ်ပါတယ်။တရုတ်မူရင်းနေနေရဲ့အထူးရဲခေါင်းဆောင်ကဒါဟာရိုးရိုးဓာပိတ်တိုက်တာမဟုတ်ပဲစင်ကြံထားတယ်လို့သုံးသပ်မိပါတယ်။အဲ့အချိန်မှာပဲရွှေတရီကန်နယ်မြေမှာလွတ်ရုပ်စုံစမ်းနေမှုလုပ်နေတဲ့တရုတ်အေဂျင့်ဖန်ရှင်းဝူကလွန်ခဲ့တဲ့နှစ်ပတ်ကလည်းတရုတ်ငါးဖမ်းသင်္ဘောပေါ်ကဈေးပြား3စင်းကျော်အဓမ္မလူရခံရတဲ့သတင်းကိုရရှိခဲ့ပါတယ်။စုံစမ်းခင်းနှင့်နော်ခန်းကုံဖန်ရှင်းဝူဟာထိုင်းမြောက်ပိုင်းဘူထာယုံတစ်ခုမှာတန်တရားရှိသူဝရအဆိုသူကိုဖမ်းဆီးနိုင်ပြီးအပြင်းထန်နှိပ်စက်စစ်ဆေးပြီးတဲ့နောက်မှာတော့နောက်ွယ်ကတကယ်လက်တင်တရားခန်းကိုတိလိုက်ရပါတယ်။သူကတခြားသူမဟုတ်ပါဘူး။ရွှေတရီကန်နယ်မြေရဲ့နမဲကျော်မူရရာဇာကြီးနော်ခန်းဖြစ်နေပါတယ်။နော်ခန်းဟာ80ခုနှစ်တွေကဘရင်ခွန်စာရဲ့လက်တကဲဟောင်းထစ်ဒီခွန်စာခေတ်ကုံတော်ကိုပိုင်ကုန်းထောင်ပြီးရဲရဲဆက်ဆက်ကြမ်းကူကျင်းတွေနဲ့နယ်မြေစိုးမိုးထားသူပါ။ဒီမူကြောင့်တရုတ်မြန်မာဖက်ဒရယ်လာအိုထိုင်း၄နိုင်ငံပူးပေါင်းပြီးနော်ခန်းကိုအသေးရအရှင်ရဖမ်းဆီးဖို့ပူးပေါင်းတပ်ဖွဲ့တစ်ခုဖွဲ့စည်းလိုက်ပါတယ်။သူတို့ဟာနော်ခန်းရဲ့ဂုံတိုင်းတွေကိုလာအိုမြန်မာထိုင်းနိုင်ငံတွေထဲမှာလျှောက်စည်းလက်တဲ့စစ်စင်ရေးတွေနဲ့လိုက်လံစီးနှင်းပြီးအများကြီးဖမ်းဆီးရမိခဲ့ပါတယ်။ဒါကိုသိသွားတဲ့နော်ခန်းရဲ့နောက်ွယ်အဆက်ဝဲထိုင်းအဆက်ဝဲဆွန်ထိုင်းကနော်ခန်းကိုလာတတိပေးပါတယ်။အထက်ကလူကြီးတွေစိတ်ဆိုးနေပြီးအလုတ်အကောင်ရက်လိုက်တော့လို့ပြောပြီးမြဲနော်ခန်းရဲ့တားထစ်တဲ့တားကဒါငွာတို့နေမြေပဲဘသူကမှကြောက်เสียမလိုဘူးလို့ပြန်អော်ပါတယ်နော်ခန်းလဲဒေါ်ရထော်ပြီးစုံချိုင်းနဲ့ပါလာတဲ့ရဲတွေကိုတနက်နဲ့ပြစ်တက်ပြပြီးငါကနော်ခန်းကွာဘသူကမှမကြောက်ဘူးဒါပဲငါတဲ့ရှင်းလင်းချက်လို့ကြွေးကြော်ရပါတယ်ဒါဆန်လူရက်ပွဲ15မိနစ်စစ်စင်ကြီးတစ်ဖက်မှာတော့ခေါင်းဆောင်ဖန်နဲ့ဖန်ရှင်းလူကပူပေါင်းကြီးနော်ခန်းရဲ့လက်ယုံ3ယောက်ဖြစ်တဲ့နူပန်စစ်ရေးခေါင်းဆောင်ယာတာစီဝါရေးသမားနဲ့စန်ကြည့်ငွေခါဝါချက်သူရဲ့တည်င်းကိုရခဲ့ပါတယ်အဲ့အချိန်မှာပဲနော်ခန်းရဲ့လူယုံတယောက်ဖြစ်တဲ့တွန်ဖာဟာရန်သူအဖွဲဖြစ်တဲ့ဖူဂျာကုန်းရဲ့ဖန်ဆီးခြင်းကိုခံထားပါတယ်ဖန်ရှင်းဝူကတွန်ဖာကိုအရင်လူနိုင်ရင်နော်ခန်းစီရောက်ဖို့မခတ်တော့ဘူးလို့အကြံပေးပါတယ်ဒါပေမဲ့ရန်သူနေမိဖြစ်လို့သူတို့မှအချိန်15မိနစ်ပဲရမှာပါခေါင်းဆောင်ဖန်တဲ့အဖွဲ့ကလက်နက်လွှရွှေရုပ်လွှတ်ရုပ်ဖြစ်ပါတယ်တွန်ဖာကိုအခန်းထဲမှာမတွေ့တော့လို့အဖွဲ့ထဲကတယွန်းတီအမျိုးသမီးအေဂျင့်ဖြစ်တဲ့ဗီနက်စ်ကရှာဖွေခွေးဘင်ဂိုကိုလွတ်လိုက်ပါတယ်ဘင်ဂိုကသွေးညီနှံ့ကိုလိုက်ရှာရင်းနဲ့တခြားအခန်းထဲမှာပိတ်မိနေတဲ့တွန်ဖာကိုရှာတွေ့ခဲ့ပါတယ်ဒါပေမဲ့ဖူးကြားရဲ့လူတွေတိသွားတာကြောင့်ပွဲကတော့ကျန်းနေပါဗျာအဆောက်အုံထဲမှာပုတ်ဆေးတွေတနက်တွေနဲ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားပါတယ်ခေါင်းဆောင်ဖန်ကတွန်ဖာကိုဆွဲပြီးအမိုးပေါ်ကကေဘယ်ကျွားတယ်ကြီးတနက်နဲ့ပြည့်ထုံးလိုက်ရပါတယ်အခြေအနေမဟန်တော့လို့စစ်ကူတောင်းပြီးအပြင်းထန်ခုခံရင်းနဲ့ဗီနစ်မောင်းလာတဲ့ကားပေါ်ကိုတွန်ဖာနဲ့အတူအောင်မြင်စွာတက်ပြီးနိုင်ခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုးကျင်တော့နော်ခန်းရဲ့လက်ယုံနူပန်ကလမ်းမှာကြိုဆော့နေပြီးကားကိုအတင်းလိုက်ပစ်ပါတယ်ကားချင်းတိုက်ခိုက်ရင်းနဲ့အေဂျင့်ဒီရဲ့ကားမောင်းသွားသလိုအဲ့ဒီပစ်ခတ်မှုဓာတ်ထဲမှာပဲဓာဆန်တွန်ဖာတယောက်ကြည်စံထိပြီးတေဆုံးသွားခဲ့ပါတယ်မိနစ်15မိနစ်ကျော်သွားပြီးတွန်ဖာပါတေသွားတာကြောင့်ဖန်ရှင်းဝူကခေါင်းဆောင်ဖန်ကိုဒေါသအတွက်အော်ဟစ်ပါတော့တယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူတို့နှစ်ယောက်ပြန်တိသွားပြီးအစီအစဉ်တစ်ထပ်ဆွဲကြပါတယ်
ခေါင်းဆောင်ဖန်ကတထေးကြီးလို့ဟန်ဆောင်ပြီးဖန်ရှင်းဦးကသူ့လက်တပည့်ဖြစ်တရုပ်ဆောင်ပြီးနော်ခမ်းရဲ့စီးဝါးဘက်ပီရဲနဲ့မစ္စတာစာတွေကနေနော်ခမ်းနဲ့ဈေးပြဒေါ်လာ9,000ဖို့အယောင်းဝယ်လို့ဖို့အကွာဆင်းလိုက်ပါတယ်မစ္စတာစာကသူ့လူဖြစ်တဲ့တရုတ်မူရစ်မှောင်ခိုသမားဖန်ကိုလွတ်ပြီးဆွေးနွေးခိုင်းပါတယ်အဲ့ဒီမှာတင်ဖန်ရှင်းဦးကလောက်ဖန်ရဲ့မျက်နှာကိုမြင်ချင်းဒေါသတွေထိမ့်မြအောင်ဖြစ်သွားပါတယ်ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့9နှစ်ကဖန်ရှင်းဦးရဲ့ချစ်သူမကဆေးဆွဲနေတာပါကိုဒီကျောင်းကချိန်ချောက်ပြီးဖန်ရှင်းဦးရဲ့ကွန်ပျူတာထဲကရဲသတင်းအချက်လက်တွေကိုခိုးခိုင်းမဲ့လို့ပါနောက်ဆုံးဖန်ရှင်းဦးနဲ့ဖန်တို့တနတ်လူရင်တိုက်ခိုက်တဲ့အချိန်မှာဖန်ရှင်းဦးရဲ့ချစ်သူကဖန်ရှင်းဦးနာမည်မပြန့်ဆိုလို့ကိုတနတ်နဲ့အဆုံးစီရင်သွားခဲ့တဲ့ခါတီးတဲ့အသိရှိခဲ့လို့ပါနော်ခန်းကသူတို့ကိုစမ်းသပ်တဲ့အနေနဲ့ရွှေတရီကဲနယ်မြေရဲ့လူစီလာယာကုံတိုင်ကြီးတစ်ခုမှာအယောင်းဝယ်လုပ်ဖို့ချိန်လိုက်ပါရဲ့နော်ခန်းဘက်ကယာတာကိုလွတ်လိုက်ပြီးနောက်ွယ်ကနေနော်ခန်းရဲ့သားကြီးထူးကစောင်းတင်းရဲ့လူအောက်ထဲကနေကြိုးကင်နေတာပါအေဂျင့်အဖွဲ့ကတန်တရားရှိရဲ့ထူးကိုဝိုင်းရှာနေတော့မှတစ်ဖက်မှာလည်းဒေါ်လာ9,000ထည့်ခါတဲ့ငွေအိတ်ကိုတည်သွားတဲ့စန်ကြီးကိုအေဂျင့်တော်ကလိုက်လံထောင်နှမ်းပါတယ်ဒါပေမဲ့ရန်သူကတီးသွားပြီးငွေအိတ်ကိုလမ်းပေးပစ်ထားခဲ့ပါတယ်ရန်သူတွေကအေဂျင့်တွေမှန်တီးသွားတဲ့အချိန်မှာပဲကုံတန်ကြီးထဲမှာတနက်ပွဲကအပြင်းထန်ဆော့တင်ပါတော့တယ်တနက်တန်တွေကြောင့်လူတွေလန့်ဖန့်ပြေးခဲ့ပြီးဖန်ရှင်းဝူကရန်ရီဟုံချီတဲ့ဖန်ကိုလိုက်ပါတယ်အဖွဲ့ဝင်ပိုဆိုင်တွန်ကနော်ခမ်းရင်သားကြီးထူးကိုလိုက်ဖမ်းတဲ့အချိန်မှာပဲနော်ခမ်းမွေးမြူထားတဲ့ကလေးစစ်သားတယောက်ကတနက်နဲ့အကျန်းပတန့်ရွှေပြောင်ပြစ်ခတ်လိုက်လို့ပိုဆိုင်တွန်တယောက်ဒဏ်ရာအပြင်းထန်ရသွားပါတယ်ခေါင်းဆောင်ဖန်ရောက်လာပြီးအဲ့ဒီကလေးကိုပြစ်ခတ်လိုက်ရပါတယ်ဒီကုန်းကကလေးတွေကိုဆေးတောက်ပြီးထီချောင်းကြံဘုံခွာလိုက်တဲ့အထိရဲဆက်ဆက်တာမှာထူးကကုံတိုင်တဲကပြာကွဲကားကိုလောက်မောင်းပြီးခေါင်းဆောင်ဖန်ကိုတိုက်ဖို့လုပ်ပေမဲ့ခေါင်းဆောင်ဖန်ကရှောင်နိုင်ခဲ့ပြီးအပြင်ကလွတ်လိုက်တဲ့ရှာဖွေခွေးဘင်းကိုကကားထဲခုံဝင်ကိုက်လိုက်လို့ကားမှောင်းပြီးထူးကဒဏ်ရာအပြင်းထန်ရသွားပါတယ်တစ်ဖက်မှာလည်းဖန်ရှင်းဦးကဖန်ကိုလိုက်မိပြီးအပြင်းထန်ထူးကြိုက်ပါတယ်ဖန်ကမင်းငါကိုတတ်လဲမိမပြန်ရှင်မလာဘူးလို့ရေတဲပြောလိုက်တာကြောင့်ဖန်ရှင်းဦးကဒေါသတကြီးနဲ့သူ့ခေါင်းကိုတနက်နဲ့အသေးတက်ပြီးကလေးစာချေလိုက်ပါတယ်ဒီတိုက်ပွဲမှာအေဂျင့်တိုဆိုင်တွန်ကတော့ခြေထောက်တစ်ဖက်ဖြတ်လိုက်ရပါတယ်သူတို့ဖမ်းမိထားတဲ့နော်ခမ်းရဲ့သားထူးစီကနေနော်ခမ်းရဲ့ဘုံခိုဒါစကန်ကိုစစ်ဆေးမင်းမြန်ပြီးတိလိုက်ရပါတယ်ဒါပေမဲ့နော်ခမ်းရဲ့ကလေးစစ်သားတယောက်ကပူးပေါင်းတပ်ဖွဲ့ရဲ့ရုံချုပ်ကျဲကိုအသေးခံဘုံအိမ်နဲ့ဝင်ရောက်ပစ်ခတ်ဘုံခွဲလိုက်တော့ကြောင့်ရဲအရာရှိတွေနဲ့လူကြီးတွေအများကြီးဒဏ်ရာရရှိသွားခဲ့ပါတယ်ဒီလောက်ရကြောင်းခေါင်းဆောင်ဖန်တဲ့အဖွဲ့ကဒေါသအထထိတ်ရောက်ပြီးနော်ခမ်းရဲ့စကန်ကိုအပီးတန်ချေမုံဟိုဒေါနက်ထဲကိုရဟကင်တွေနဲ့ထွက်ခွာသွားပါတယ်ဒေါနက်ထဲကနောက်ဆုံးတိုက်ကွယ်သူတို့ရဲ့တာဝန်ကတော့နော်ခမ်းကိုအရှင်ဖန်းကိုပါအဖွဲ့ကို၄ခွဲပြီးနော်ခမ်းစကန်ကိုဝိုင်းလိုက်ပါတယ်စစ်စင်ရေးစားတာနဲ့ခွေးလိန်မှာဘင်ကိုကမိုင်းကွင်းတွေကိုဖျက်ကျော်ပြီးဘုံမီလိုက်ထောင်းပေးပါတယ်အေဂျင့်တွေကတက်ဖြန်ပြီးစီးနှင်းတဲ့အချိန်မှာဟဲ့နော်ခမ်းကိုတက်စာဖျောက်ပြီးရွှေတွေကိုလူချင်းတဲ့စွန်ချိုင်းတဲ့စန်ချီအဖွဲ့ကအပြင်ကချောင်းနေပါတယ်တနက်ခွဲကတော့တတော်လုံးညံသွားတာပါဗျာနော်ခမ်းရဲ့ကုန်းက RPG တွေဘုံတွေနဲ့အပြင်းထန်ပြင်ပစ်ပါတယ်ဖန်ရှင်းဦးကနော်ခမ်းရဲ့လက်ယုံနူပန်နဲ့ဓားချင်းခောက်ပြီးတိုက်ခိုက်ပြီးသူ့ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်တစ်ဖက်မှာလည်းတော်ကဘုံတန်ကကြောင့်တေလုံးမျောပါထိသွားပြီး Venus ကရန်သူကိုကလေးစာချီတတ်တစ်ပါတယ်နော်ခမ်းကတော့အခြေအနေမဟန်လို့သူ့ရဲ့ရွှေနဲ့ငွေတွေရှိတဲ့ဂူထဲကိုပြေးပြီးအိတ်တဲ့အပြစ်ထည့်ပြီးလှေနဲ့ထွက်ပြေးကိုလုပ်ပါတယ်လမ်းမှာစွန်ချိုင်းတို့နဲ့တိုးပေမဲ့ခေါင်းဆောင်ဖန်ကအနောက်ကလိုက်ပစ်ကကြောင်းနော်ခမ်းကလှေပေါ်ရောက်သွားပါတယ်ဒါပေမဲ့လိုက်လံတိုက်ခိုက်မှုဓာတ်ထဲမှာခေါင်းဆောင်ဖန်ရဲ့ခွေးလိန်မှာလေဘင်ကိုကသစ္စာရှိစည်းနဲ့တရင်ကိုကာကွယ်ရင်းနဲ့ရန်သူဘုံနိုင်အားကြောင့်တေဆုံးသွားခဲ့ရပါတယ်ခေါင်းဆောင်ဖန်ကသွေးယူဆွေသွားတဲ့နော်ခမ်းကိုလှေပေါ်ကမိအောင်ဖမ်းပြီးလှေနဲ့ပဲမြစ်အတိုင်းမောင်းပေးပါတယ်အနောက်ကနေစွန်ချိုင်းနဲ့လက်ကျန်အခွေတွေကလှေတွေနဲ့အပြင်းထန်လိုက်ပြနေပါတယ်ခေါင်းဟောင်ဖန်လက်မောင်တနတ်မုံပြီးရေထဲကျသွားတဲ့အချိန်မှာဖန်ရှင်းဟူကလှေတစ်စင်းနဲ့ရောက်လာပြီးကဲတင်ပြီးနော်ခမ်းမှလှေပေါ်တင်ပေးလိုက်ပါတယ်တရုတ်ရဟတ်တင်ကနော်ခမ်းနဲ့ခေါင်းဆောင်ဖန်ကိုကျိုးနဲ့ဆွဲတင်ဖို့ရောက်လာပြီးမြဲရန်သူလှေတွေကဝိုင်းပစ်နေလို့ရဟတ်တင်မှာအန်ဒီရရှိနေပါတယ်အဲ့အချိန်မှာဖန်ရှင်းဟူမောင်းနေတဲ့လေကစီကုံသွားပါတယ်ဖန်ရှင်းဟူဟာခေါင်းဆောင်ဖန်နဲ့နော်ခမ်းကိုကဲတင်ဖို့အတွက်သူရှိသူကိုယ်တိုင်အသက်ဆွန့်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာလှေကိုလှည့်ပြီးရန်သူခေါင်းဆောင်စွန်ဖြန်းရဲ့လှေကိုအရှိန်ကုန်မောင်းတိုက်နေမြေလေကောင်မှာပဲအတူတူပေါက်ပလဲတေဆုံးသွားခဲ့ပါတော့တယ်
ခေါင်းဆောင်ဖန်ကတော့ရဟတ်တင်ပုံကနေသူ့ရဲ့ရဲဘော်ရဲဘက်ကြီးတေဆုံးသွားတာကိုကြည့်ပြီးဝမ်းနဲ့ပလက်အော်ဟစ်ငိုကြွေးခဲ့ရပါတယ်အဆုံးသတ်2012ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှာတရုတ်နိုင်ငံကူမင်မြို့ပြည်လူတရားရုံးမှနေမဲခေါင်မြစ်လူတန်းမှုမူရစ်ဈေးမှောင်ခိုးမှုပြန်လဲမှုတွေနဲ့တရခန်ကစစ်စစ်နော်ခန်းနဲ့သူ့ရဲ့ဂုံးတိုင်းတွေကိုတေရက်ကွက်မြက်ဖို့အမိန့်ချမှတ်လိုက်ပါတယ်ဇလန်အဆုံးမှာတော့ခေါင်းဆောင်ဖန်နဲ့ကြံရှိတဲ့အေဂျင်တွေကအသက်ဆွန့်သွားခဲ့တဲ့ရဲဘော်ဖန်ရှင်းမှုနဲ့ရဲစွမ်းတထရှိတဲ့ရှာဖွေခွေးလေးဘင်ဂိုတို့ကိုလွမ်းဆွေဂူယူပြူရင်းနဲ့ဇလန်လေးကပြီးဆုံးသွားခဲ့ပါတယ်ဒီဇကားဟာ Indem ဒီမှာ 6.5 ရရှိထားပြီးဝေဖန်ရေးသမားတွေစီက 80% အထိရရှိထားတဲ့ action ဇကားကောင်းတကားဖြစ်ပါတယ်ဒီ recap ဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ဖို့မမိနဲ့ဦးနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်တာတာ